အဲ့ဒီညကအပြင်မှာမိုးဖွယ်ဖွယ်လေးရွာနေတာဗျဈေးုံကြီးရဲ့ဈေးညံလန်းတစ်ချောင်းမှာမိကျောင်းတွေကတစ်ဖြက်ဖြက်နဲ့လင်းတစ်ချက်မောင်းတစ်ချက်ပေါ့ကိုမင်းတယောက်အကိုဖြစ်သူအတွက်ဈေးဝယ်ဖို့အောက်ထပ်ကိုဆင်းမပြင်းရတော့မယ်လေကိုမင်းကနေကနေတက်လာတာသူ့ကိုကားမတော်တဆဖြစ်ပြီးရန်ကုန်မှာဆေးလာကုနေရတော့ဆေးရုံဆောင်လာလုပ်ပေးနေရတာပါကိုမင်းကတရေသစီတွေအယုံကြည်ရှိတယ်ကြောက်လဲကြောက်တတ်တယ်ဒါပေမဲ့ဆေးရုံတက်နေရတာကအကိုဖြစ်သူဆိုတော့လေကိုမင်းကြောက်တတ်ပေမဲ့ဘာမှမတက်နိုင်ဘူးဒါနဲ့ပဲဆေးဝယ်ဖို့အခန်းပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်လမ်းဆုံးမှာဓာတ်လီကားရှိတော့ဓာတ်လီကားဘက်ကိုလမ်းလျှောက်သွားအောင်မယ်ဆေးရုံစင်းညံကလည်းတာမတ်တက်ပို့ပြီးတော့တိတ်ဆိတ်လွန်နေရလို့ကိုမင်းခံစားရတယ်ဓာတ်လီကားရှိရောက်တော့ကိုမင်းစိတ်ထဲမှာတမျိုးကြီးခံစားနေရတယ်စိတ်ထဲတော့မတူးမတန့်ခံစားနေရပေမဲ့ငါပဲစိတ်ထင်တာဖြစ်မှာပါဆိုပြီးတွေးလိုက်တယ်ဓာတ်လီကားခလုတ်ကိုနှိပ်လိုက်တော့ဆိုတဲ့အတန်နဲ့တူတကားပွင့်သွားတယ်အထဲမှာဆရာဝန်ဝတ်စုံအဖြူရောင်ဝတ်ထားတဲ့သူတယောက်ရက်နေတာကိုတွေ့လိုက်ရတော့ကိုမင်းနည်းနည်းစိတ်အေးသွားခဲ့တယ်တော်သေးတာပေါ့အဖော်ရတာပဲဆိုပြီးတော့တွေးလိုက်မိသေးတယ်ဒါနဲ့ပဲမင်္ဂလာပါဆရာတို့ကိုမင်းကနှုတ်ဆက်တော့ဆရာဝန်ကဘာမှပြန်မပြောဘူးခေါင်းလေးကိုအตาရညှိပြပြီးတော့ခက်ရရလေးပြုံးပြလိုက်တယ်ဒါပေမဲ့အဲ့ဒီအပြုံးကခြောက်ချားစရာကောင်းအောင်အေးဆက်လွန်နေတာကိုတော့ကိုမင်းသတိမထားမိခဲ့လိုက်ဘူးဒါနဲ့ပဲကိုမင်းလဲဓာတ်လီကားကိုအောက်ကိုဆင်းတဲ့ကလပ်ကိုနှိပ်လိုက်တယ်ဓာတ်လီကားကအောက်ကိုဆင်းနေရင်နဲ့ရုတ်တရက်ကြီးလေးတက်မှာရပ်သွားခဲ့တယ်တကားပွင့်သွားတဲ့အခါမှာတော့အပြင်မှာဘယ်သူမှရှိမနေဘူးအမှောင်တို့ကြီးပဲမြင်နေရတယ်ဒါပေမဲ့ကိုမင်းရဲ့အမြင်အာရုံထဲမှာတော့တကားဝါရဲ့တစ်ဖက်ခြမ်းမှာလူတယောက်ရက်နေတယ်လို့မျိုးကိုခံစားနေရတယ်ကိုမင်းကကြောက်ကြောက်လန့်လန့်နဲ့ပဲတကားပိတ်ကလုတ်ကိုတောက်လျှောက်နှိပ်နေလိုက်တယ်တကားပိတ်သွားတော့မှပဲတပ်ပြင်းချနိုင်တော့တယ်ရုတ်တရက်ဘေးကဆရာဝန်ကသူ့ကိုစိုက်ကြည့်နေရင်နဲ့အပြင်မှာလူတယောက်ရက်နေတာကိုဘာလို့တကားပိတ်လိုက်တာလဲဆိုပြီးတော့လေတံခက်အပ်ကြီးနဲ့မေးလာလိုက်တယ်ကိုမင်းကတုံတုံရင်ရင်နဲ့ပဲမဟုတ်ပါဘူးဆရာကျွန်တော်ကြားဘူးတာတော့ဒီဆေးရုံမှာလက်ကောက်ကမှာအနီရောင်ကျိုးပတ်ထားတဲ့သူကိုမြင်ရင်အထဲပေးမဝင်ရဘူးတဲ့အတားကလူမဟုတ်ဘူးတေပြီးသားလူနာတွေရဲ့ဝိညာဉ်တွေလို့ပြောခဲ့တယ်အခုနာကအပြင်မှာရက်နေတဲ့သူကလည်းအနီရောင်ကျိုးကြီးမြင်လိုက်လို့ပါဆရာရဲ့ဆိုပြီးတော့ပြောလိုက်တယ်ကိုမင်းစကားပြောနေရင်ဆရာဝန်မျက်နှာကိုရုတ်တရက်ကြည့်လိုက်မိတယ်အဲ့ဒီမျက်နှာကအခုနာကလို့ရိုးရိုးလေးပြုံးနေတာမျိုးမဟုတ်တော့ဘူးအသားရည်တွေကတွန့်လိန်နေပြီးတော့အပြုံးကမဲပြုံးလိုမျိုးဖြစ်သွားတယ်မျက်လုံးအိမ်တွေကလည်းရဲရဲနီနေပြီးတော့သွေးစိမ့်ရှင်ရှင်တွေလိုလင်းနေတယ်အိဆက်ဆက်အကြည့်တွေကကိုမင်းရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်ဝင်ရောက်လာသလိုမျိုးပဲဆရာဝန်ကသွေးအေးအေးနဲ့ခက်ရှိရှိရေမောလိုက်တယ်သူ့ရဲ့ရဲတံကဓာတ်လီကားရဲ့တန်နရံတွေကိုပက်တင်ရိုက်ခတ်ပြီးပိုလို့တောင်ကျေလောင်လာတယ်ပြီးတော့သူ့ရဲ့ညာဘက်လက်ကောက်ဝတ်ကိုဖြည်းဖြည်းချင်းမြှောက်ပြလိုက်တဲ့အခါအိုးမင်းပြောတဲ့အနီရောင်ကျိုးဆိုတာငါလက်မှာပတ်ထားတဲ့ဒီကျိုးမျိုးကိုပြောတာလားကိုမင်းတွေးလိုက်ရတာကဆရာဝန်ရဲ့လက်ကောက်ဝတ်မှာပတ်ထားတဲ့အနီရောင်ကျိုးတွေကတာမန်ကျိုးတွေမဟုတ်တော့ပဲသွေးကျိုးတွေလိုတစ်ဖြက်ဖြက်တုန်ခါနေပြီးတကူလုံးကိုရစ်ပတ်မတက်ပြန်လည်ထွက်လာနေတာပါအဲ့ဒီအချိန်မှာပဲဓာတ်လီကားတွေကမီးတွေကလည်းတစ်ဖြက်ဖြက်နဲ့မှိတ်တုံဖြစ်လာတယ်အလင်းအောင်နဲ့တူဆရာဝန်ရဲ့မျက်နှာကပိုပြီးတော့ပုံပြက်ပန်းပြက်ဖြစ်လာပြီးတော့အနံ့သက်တွေကလည်းပုတ်အနှံ့ကြီးကိုရလာတယ်။หนีရဲနေတဲ့မျက်လုံးတွေကလည်းကိုမင်းကိုစိုက်ကြည့်ရင်မင်းကဘာလို့ထွက်ပြေးဖို့ကြိုးစားနေတာလဲငါတို့ကအဖော်တွေပဲလေဒီတစ်သက်လုံးဒီဆေးရုံထဲမှာပဲအတူတူနေကြရတော့မှာပေါ့အေးဆက်တဲ့ငွေသက်တွေကကိုမင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုထိုးဖောက်ဝင်ရောက်လာပြီးအသက်ရှူရတာတော့ကြက်တဲလာခဲ့တယ်။ဓာတ်လီကားကအောက်ဆုံးထက်ကိုမရောက်တော့ဘဲနဲ့အမှောင်ထဲမှာလည်းရက်တန့်သွားသလိုခံစားလိုက်ရပြီးကိုမင်းတယောက်အသိစိတ်တွေလင့်ဆင်သွားပါတော့တယ်။နောက်နေ့မနက်မှာတော့ကိုမင်းကိုဓာတ်လီကားထဲမှာမေ့လဲနေတာကိုတွေ့ကြရပါတယ်။သူပြန်နိုးလာတဲ့အခါမှာတော့အဲ့ဒီညကသူတွေ့ခဲ့တဲ့ဆရာဝန်ကလွန်ခဲ့တဲ့တစ်ပတ်ကပဲအဲ့ဒီဆေးရုံမှာကားအက်ဆီဒန့်ဖြစ်ပြီးဆုံးပါသွားတဲ့ခွဲစိတ်ဆရာဝန်ကြီးတူဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီဖြစ်ပြီးကြတဲ့ကိုမင်းကဆေးရုံနဲ့ရရင်ကိုတုံလုံးခြောက်ချားနေတတ်ပြီးညဘက်တွေမှာလူနာဆောင်တွေရဲ့စင်းကြံလန်းကမီးချောင်းတွေတစ်ဖြက်ဖြက်ဖြစ်နေတာကိုမြင်အနီရောင်ကျိုးပတ်ထားတဲ့လူတစ်ယောက်ကိုအမြဲတမ်းမြင်အောင်မိနေပါတော့တယ်။